အားလုံးပဲမင်္ဂလာပါညီဝိုင်တင်တော်ရဲ့ဝิญဉ်ရဲ့အာဟာရညနေစာစီစဉ်ကနေဝမ်းမြောက်စွာပြန်လည်ကြိုဆိုပါရစေဒီကနေ့မှာအတူတကွခွန်အားယူဆင်ကျင်ရမယ်နှုတ်ကပတ်တော်ရဲ့ခေါင်းစဉ်ကတော့ဖရာဤစိတ်တော်နဲ့တွေ့ခြင်းဆိုတဲ့ခေါင်းစဉ်လေးနဲ့ဒီတစ်ပတ်မှာဝေငှချင်ပါတယ်အခြေပြုကျမ်းလေးဖတ်ချင်ပါတယ်ယောမဩဝါဒစာခန်းကြီး၈ငယ်ခွန်ကနေ၈အဘယ်ကြောင့်ဤဟုမူကားဇာတိပဂတိစိတ်တော်သည်ဖရာသခင်နှင့်စန့်ကျင်ဘက်ဖြစ်၏ဖျားသခင်ဤတရားတော်အလိုတို့မလိုက်တတ်ထိုးများမကမလိုက်နိုင်ထို့ကြောင့်ဇာတိပဂတိ၌ကျင်လည်သောသူတို့သည်ဖျားသခင်ဤစိတ်တော်နှင့်မတွေ့နိုင်ကြဒီနှုတ်ပတ်တော်ထဲမှာရှင်းရှင်းလင်းလင်းဖော်ပြထားပါတယ်ဇာတိပဂတိနဲ့တွာလာတဲ့သူကတော့ဖျားသခင်ရဲ့စိတ်တော်နဲ့တွေ့စရာအကြောင်းမရှိဘူးဆိုပြီးတော့မှယောမဩဝါဒစာထဲမှာရှင်းလင်းစွာဖော်ပြထားပါတယ်ဒါကြောင့်မလို့ကျွန်တော်တို့ရဲ့နေ့စဉ်အသက်ရှင်ခြင်းတွေထဲမှာကျွန်တော်တို့ဇာတိစိတ်တော်တွေနဲ့အသက်ရှင်နေသလားဝိညာဉ်စိတ်တော်တွေနဲ့အသက်ရှင်နေလားဒီကနေ့မှာအရောက်ချင်းစီတိုင်းကိုစင်ကျင်နိုင်ဖို့ဒီနှုတ်ကပတ်တော်လေးအပြင်ခွန်အားပေးချင်ပါတယ်ဆိုတော့ကျွန်တော်တို့တမဟောင်းကာလာထဲမှာအထူးသဖြင့်အရင်ဦးဆုံးရှေးဦးစွာရစ်ပူဇော်ခဲ့တဲ့ကာယနာနဲ့အာဘေလတို့ရစ်ပူဇော်ခြင်းကိုကျွန်တော်တို့ကြည့်မယ်ဆိုရင်ကာယနာနဲ့အာဘေလထဲမှာမှတကယ်ဘုရားသခင်ရဲ့စကားကိုနားထောင်တဲ့သူကိုဘုရားသခင်အလိုတော်တိုင်းရစ်ပူဇော်တဲ့သူကိုပဲဘုရားသခင်ကနားညောင်းခဲ့တာဖြစ်တယ်ဆိုတော့ကာအိနာကိုကောင်းမွန်စွာပြုလုပ်နိုင်ရတော့အခွင့်ပေးတော်လဲပဲကာအိနာကလက်မခံပဲနဲ့ညှင်းပယ်ခဲ့တဲ့အရာသူကောင်းတယ်ထင်တဲ့အတိုင်းလှုပ်ဆောင်ခဲ့ခြင်းကဘုရားသခင်ရဲ့စိတ်တော်နဲ့မတွေ့စေခြင်းကိုဖြစ်ပေါ်စေတယ်ဆိုတာကိုတွေ့ရပါတယ်ဒီကနေ့ကျွန်တော်တို့တွေလည်းမိမိကိုမိမိစင်ကြင်မှုဖြစ်တယ်မိမိကောင်းတယ်ထင်တိုင်းမိမိအစဉ်ပြေတယ်ထင်တိုင်းလှုပ်ဆောင်ခြင်းထက်ဘုရားသခင်နှစ်သက်လားဘုရားသခင်သဘောကျလားဆိုတဲ့အရာကိုအရင်ဦးဆုံးကျွန်တော်တို့နေ့စဉ်နဲ့စဉ်းစားတွေးခေါ်ပြီးလှုပ်ဆောင်ဖို့ဖြစ်တယ်ကျွန်တော်တို့လူသားတွေဖြစ်တဲ့အခါမှာနေ့တိုင်းကျွန်တော်တို့ရွေးချယ်မှုတွေနဲ့ကျွန်တော်တို့တွာလာနေကြတာဖြစ်တယ်ကျွန်တော်တို့ရဲ့ရွေးချယ်မှုတွေကဘုရားသခင်အလိုတော်နဲ့ညီလားဘုရားသခင်နှစ်သက်သောအရာဖြစ်လားဆိုတဲ့အရာကိုကျွန်တော်တို့အမြဲတမ်းစဉ်းစားဖို့ဖြစ်ပါတယ်ကာအေနာကတော့သူကောင်းတယ်လို့ထင်တဲ့အရာကိုပဲရွေးချယ်ခဲ့တာဖြစ်တဲ့အတွက်ကြောင့်မလို့သူရဲ့အတ္တတာထဲမှာတော့ဘုရားရဲ့စိတ်တော်နဲ့တွေ့ခြင်းမခံစားရဘူးဆိုတာကိုကျွန်တော်တို့ဒီကနေ့မှာတွေ့မြင်ရတာဖြစ်တယ်ဒါကြောင့်မလို့ဒီကနေ့မိတ်ဆွေကိုအထူးခွန်အားပေးချင်တာကတော့ဘုရားသခင်ရဲ့စိတ်တော်နဲ့တွေ့ဖို့ကကျွန်တော်တို့ဇာတိပဂတိနဲ့တွာလာခြင်းမဟုတ်ဘဲနဲ့ဝိညာဉ်သဘောတော်ဘုရားသခင်ရဲ့နှုတ်ကပတ်တော်နဲ့အညီတွာလာဖို့အရန်အရေးကြီးတယ်ဆိုတာကိုပထမတစ်ချက်အနေနဲ့ခွန်အားပေးဝေမျှခြင်းနဲ့ဒုတိယနံပါတ်2အချက်အနေနဲ့ကတော့ကျွန်တော်တို့ဒီတမန်တော်ကျမ်းထဲမှာရှိတဲ့အခွန်ခံနဲ့ဖာရီရှဲရဲ့ဆူတောင်းခြင်းကိုကျွန်တော်တို့စင်ကျင်လဲတွေ့နိုင်ပါတယ်ဖာရီရှဲကတော့သူ့ရဲ့အသက်တာထဲမှာဆူတောင်းတဲ့အခါမှာသူကတော့ကောင်းတာတွေလုပ်နိုင်တယ်သူကဆယ်ပိုးတစ်ပိုးတွေထည့်နိုင်တယ်တစ်ပတ်မှာ2ရက်အစာရှောင်နိုင်တယ်သူ့ရဲ့တက်ဆွမ်းနိုင်ခြင်းသူ့ရဲ့လှုပ်ဆောင်နိုင်ခြင်းလူတွေတတ်မှတ်ထားတဲ့ကောင်းတယ်လို့ထင်တဲ့အရာတွေကိုလှုပ်ဆောင်ခြင်းတွေကိုကြွားဝါပြီးတော့မှဖော်ထုတ်ပြီးတော့မှဘုရားရှိခိုးမှာဆူတောင်းတယ်ဆိုတာကိုတွေ့ရပြီးတော့မှနောက်ွယ်မှာရှိတဲ့အခွန်ခံကတော့သူဘာမှတော့မလုပ်နိုင်ဘူးသူကအပြစ်သားပါဆိုပြီးတော့မှတောင်းလျှောက်တဲ့သူနှစ်ဦးကိုတွေ့ရှိရဖြစ်တယ်ထိုနှစ်ဦးထဲမှာမှခရစ်တော်ကအခွန်ခံကိုအပြစ်လွတ်ခြင်းအခွင့်ပေးတယ်ဆိုတဲ့အရာလေးကိုတွေ့မြင်ရတာဖြစ်တယ်ဒါကြောင့်မလို့နေ့စဉ်နဲ့ကျွန်တော်တို့ရဲ့ကိုယ်အစွမ်းအစနဲ့ကြိုးစားလှုပ်ဆောင်နိုင်ခြင်းတွေပေါ်မှာဂုဏ်ယူဝါကြားနေခြင်းကဇာတိပဂတိနဲ့အသက်ရှင်ခြင်းဖြစ်ပြီးတော့မှဒီကနေ့ကျွန်တော်တို့မလုံနိုင်ဘူးကိုတော်ပဲလှုပ်ပေးနိုင်တာဖြစ်တယ်ကိုတော်ပဲအရာအလုံးကိုကျွန်တော်တို့ကိုပြင်ဆင်ပေးတာဖြစ်တယ်ဆိုပြီးအခွန်ခံရဲ့နှလုံးသားကဲ့သို့မိမိရဲ့တက်ဆွမ်းနိုင်တဲ့မာနတွေမရှိဘဲနဲ့နေ့ရက်စဉ်တိုင်းမှာဘုရားသခင်ရဲ့မျက်မှောက်တော်ထဲမှာတိုးဝင်မယ်ဆိုရင်တော့သင်ဟာဘုရားသခင်ရဲ့စိတ်တော်နဲ့တွေ့မဲ့သူဖြစ်တယ်ဆိုတာကိုဒီကနေ့မှာခွန်အားပေးဝေမျှချင်တာဖြစ်ပါတယ်ဒါကြောင့်မလို့ဒီကနေ့မှာရောက်ချင်းစီတိုင်းအထူးသဖြင့်မိမိတို့ရဲ့နေ့စဉ်အသက်ရှင်ခြင်းတိုင်းမှာဘုရားသခင်ရဲ့စိတ်တော်နဲ့တွေ့ဖို့ဝိညာဉ်သဘောတွေနဲ့အသက်ရှင်ကြဖို့ခွန်အားပေးတိုက်တွန်းခြင်းနဲ့ဇာတိပဂတိသဘောတွေကိုကျွန်တော်တို့ဖယ်ရှားပြီးတော့မှဝိညာဉ်သဘောနဲ့အသက်ရှင်နိုင်သောသူတွေဖြစ်စေဖို့အရောက်ချင်းစီတိုင်းပေါ်မှာဘုရားသခင်အထူးပဲကောင်းချီးပေးပါစေ